အားလုံးပဲမင်္ဂလာပါခင်ဗျာ Discovery YouTube Channel နဲ့ TikTok ကောင်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်တော့တကယ်ကိုထူးဆယ်ပွဲစဉ်နဲ့ပွဲစဉ်ပွဲကောင်းတွေအများကြီးရှိနေပါတယ်အဲ့ဒီပွဲစဉ်တွေကကျွန်တော်ကြိုက်စင်းပွဲစဉ်လေးတွေကိုထုံးစံတိုင်းပဲသုံးသပ်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကိုအကြိုက်တူမှလိုက်ယူကြပါကျွန်တော်ဗီဒီယိုလေးတွေတစ်တင်နိုင်သိအောင်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးသွားကြပါအောင်လို့မေတ္တာရပ်ခံပါရစေဒီကနေ့ရဲ့ပထမဆုံးပွဲစဉ်နေနဲ့ဆိုလို့ရှိရင်တော့ဖူဟန်တင်နဲ့စပါတင်တို့ရဲ့ပရီးမီးယားလိပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဖူဟန်တင်က level 80ဂိုးပေါင်းသေးမှာဆိုလို့ရှိရင်တော့3လုံးတည်ဆိုပြီးရှိနေပါတယ်လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်တယ်လို့ပရမကျော်စပါရဲ့အိမ်ဝင်းမှာဆိုလို့ရှိရင်လည်း1-1တည်ကြာထားခဲ့ပါတယ်ဖူဟန်ရဲ့နောက်ဆုံးပရီးမီးယားလိ3ပွဲမှာဆိုလို့ရှိရင်တော့ဝူဟန်တန်ကိုနိုင်ခဲ့တဲ့ Crystal Palace Brighton တို့ကိုတော့ရှုံးနိမ့်ထားခဲ့ပါတယ်လန်ဒန်ဒါဘီဖြစ်တဲ့အတွက်ကြောင့်နှစ်သင်းစလုံးရဲ့လန်ဒန်သင်းအနေနဲ့တွေ့ဆုံမှုတွေမှာကြည့်မယ်ဆိုလို့ရှိရင်တွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်တော့ဖူဟန်က Chelsea, Brentford, Palace တို့ကိုဗမာကျော်မှာနိုင်ခဲ့တဲ့ Arsenal, Spurs တို့ကိုတည်ကြခဲ့ပြီးတော့ဝဟန်ကိုရှုံးနိမ့်ထားခဲ့ပါတယ်ဒီပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဖူဟန်ကလန်ဒန်အသင်းအနေနဲ့တွေ့တဲ့အခါမှာအကောင်းဆုံးကစားထားနိုင်တယ်ဆိုတာကိုတော့တွေ့ရမှာလည်းဖြစ်ပါတယ်စပါးကလည်းပရီးမီးယားလိနောက်ဆုံးနှစ်ပွဲမှာဆိုလို့ရှိရင်တော့မန်စီးတီးကိုရှုံးနေခဲ့ပြီးတော့ဘုံမောက်ကိုတည်ကြထားခဲ့ပါတယ်စပါးကလည်းလန်ဒန်သင်းအနေနဲ့တွေ့ဆုံမှုတွေမှာတော့ Brentford ဝဟန်တို့ကိုနိုင်ပြီးတော့ဖူဟန်ကိုတည် Crystal Palace, Chelsea, Arsenal တို့ကိုရှုံးနိမ့်ထားခဲ့ပါတယ်လန်ဒန်သင်းအနေနဲ့တွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်တော့ဖူဟန်ကစပါးတဲ့ရလက်ကောင်းတွေပို့ပြီးတော့ရယူထားနိုင်တာကိုတွေ့မြင်ရပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဖူဟန်ဟာလန်ဒန်သင်းအနေနဲ့တွေ့ဆုံမှုတွေမှာအကောင်းဆုံးကစားထားနိုင်တယ်ဆိုတဲ့အချက်ကြောင့်စပါးအနေနဲ့ခက်ခဲလာနိုင်တယ်ဆိုပေမဲ့စပါးအသင်းမှာတိုက်စစ်ကရချက်လီဆင်ကိုလူဆက်စကီတို့လောက်သာဒဏ်ရာရကစားသမားတွေဖြစ်ရှိနေခဲ့ကြပြီးတော့အဓိကခံစစ်ကစားသမားတွေပြန်လာခဲ့ကြပါပြီအဲ့အတွက်ကြောင့်စပါးအနေနဲ့ဒီပွဲစဉ်မှာမရှုံးအောင်တော့ကစားနိုင်မယ်လို့ယူဆမိတယ်ကျွန်တော်စပါး body ကိုပဲရွေးချယ်ပေးခြင်းပါတယ်ညီကိုတို့အနေနဲ့ဘောလုံးပွဲတွေကို online ကနေအကောင့်ဖွင့်ကစားခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ်ကိုဆက်သွယ်ပြီးတော့ကြိုက်တဲ့ရအကောင့်ဖွင့်ကစားနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းလေးပါပါရစေခင်ဗျာနောက်ထပ်ပွဲစဉ်တွေအနေနဲ့ဆိုလို့ရှိရင်တော့အာဆင်နယ်တင်းနဲ့ရှက်စီတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့အာဆင်နယ်တင်းက1.80ဂိုးပေါင်းစင်းမှာဆိုရင်တော့2.100ဆိုပြီးရှိနေပါတယ်အာဆင်နယ်ရဲ့ပရီးမီးယားလိနောက်ဆုံး3ပွဲဆက်ဟာနိုင်ပွဲပြောက်ထားပြီးတော့ဝဟန်ကိုရှုံးနေခဲ့တဲ့ Nottingham Forest United တို့ကိုတည်ကြထားခဲ့ပါတယ်လက်ရှိအဆင့်2မှာရှိနေတယ်ဆိုပေမဲ့အဆင့်1နေရာကလီဗာပူးနဲ့ဆိုရင်15မှတ်တီကွာဟနေပါတယ်ချန်ပီယံမျှော်လင့်ချက်ကနည်းသွားပြီဆိုပေမဲ့အဆင့်2နေရာမြဲဖို့အတွက်ဆိုလို့ရှိရင်ဒီပွဲကိုအရှုံးခံလို့မဖြစ်ပါဘူး Nottingham Forest ဟာတမတ်အကွာနဲ့ဖိအားပေးနေတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ဒီရာဒီအိမ်ဝင်းဆွမ်းဆောင်ကြီးမှာဆိုလို့ရှိရင်တော့အကောင်းဆုံးမှာရှိနေပြီးတော့73ပွဲမှာ10ပွဲနိုင်4ပွဲတည်ကြပြီးတော့တပွဲသာရှုံးနေထားပါတယ်ရာကွာ28ဂိုးတိရှိတယ်လို့ပေးကိုကလည်း17ဂိုးသာရှိပါတယ်တိုက်စစ်ကလည်းကောင်းမွန်တယ်လို့ခံစစ်ကလည်းကောင်းမွန်နေပါတယ်ချက်စီကတော့ပြိုင်ပွဲစုံ4ပွဲဆက်နိုင်ပွဲရထားတယ်လို့ပရီးမီးယားလိနောက်ဆုံး2ပွဲဆက်မှာဆိုလို့ရှိရင်လည်းဆောက်သန်နဲ့လက်စတာတို့ကိုအနိုင်ရထားခဲ့တာပါချက်စီအနိုင်ရထားတာကတန်းစင်းစုံမှာရုန်းကန်နေရတဲ့အသင်းတွေဆိုတာကိုတော့သိထားသင့်ပါတယ်ဒီရာသီအဝေးကွင်း14ပွဲမှာဆိုလို့ရှိရင်လည်း6ပွဲနဲ့3ပွဲတည်5ပွဲရှုံးဖြစ်ထားပြီးတော့ရာကွာ26ကိုပေးကိုကလည်း22ဂိုးတိရှိနေပါတယ်အဝေးကွင်းဆိုလို့ရှိရင်တိုက်စစ်ကဂိုးတွေရတယ်လို့ခံစစ်ကလည်းဂိုးတွေပြန်လည်ခွင့်ပြုနေရပါတယ်ဗမာကျောင်းမှာလည်း1-1တည်ချထားတယ်လို့ဒီနှစ်သင်းရဲ့တွေ့ဆုံမှုတွေမှာလည်းသွင်းဂိုးတွေကညိုင်ဆိုင်လေးရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာတော့ဂိုးပုံကိုပဲရွေးချယ်ပေးကြပါတယ်နောက်တစ်ပွဲစဉ်တစ်ပွဲအနေနဲ့ဆိုလို့ရှိရင်တော့လက်စတာသင်းနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့မန်ချက်စတာယူနိုက်တက်သင်းက1.80ဂိုးပေါင်းသေးမှာဆိုရင်တော့3.50ဆိုပြီးရှိနေပါတယ်ဒီရာသီ4ချိန်မြောက်တွေ့ဆုံမှုဖြစ်နေပြီးတော့ရှေ့3ချိန်စလုံးမှာတော့မန်ချက်စတာယူနိုက်တက်ရဲ့အိမ်ဝင်းမှာကစားခဲ့ရပြီး3ချိန်စလုံးယူနိုက်တက်ကပဲအနိုင်ရထားခဲ့ပါတယ်နက်စထရာတိုင်းရဲ့လက်ထက်မှာလည်းလက်စတာကထူးထူးခြားခြားပြောင်းလဲလာတာမရှိဘဲနဲ့ပရီးမီးယားလိနောက်ဆုံး5ပွဲဆက်ရှုံးပွဲတွေသာကြုံထားခဲ့ရပါတယ်အိမ်ဝင်း14ပွဲမှာလည်း2ပွဲနိုင်3ပွဲတည်6ပွဲရှုံးနဲ့တိုက်စစ်က17ဂိုးသာရထားပြီးတော့ခံစစ်က28ဂိုးတိခွင့်ပြုထားရပါတယ်ရမှတ်18မှတ်သာရထားပြီးတော့တန်းစင်းစုံကလွတ်ဖို့အခွင့်အရေးနည်းပါးနေတယ်လို့ပြောလို့ရပါတယ်၄ချိန်မြောက်တွေ့ဆုံမှုမှာတော့လက်စတာတို့အနေနဲ့တခုခုလုံးပြလာနိုင်တယ်ဆိုပေမဲ့လက်ရှိရှည်စွမ်းရတော့တည်ရလက်ကအမြင့်ဆုံးမျှော်လင့်လို့ရတဲ့အနေအထားဖြစ်နေပါတယ်။ United ကလည်းပရီးမီးယားလိမှာဆိုလို့ရှိရင်ရှည်စွမ်းကတည်ငြိမ်မှုမရှိပါဘူး။ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲဆက်
ရှုံးပွဲမရှိထားပေမဲ့ပရီးမီးယားလိအဝေးကွင်း2ပွဲဆက်စပါးကိုရှုံးနေခဲ့တဲ့အေဗာတန်ကိုတည်ရတာကစားထားခဲ့တာပါဒါပေမဲ့ United ဟာဆိုစီဒက်နဲ့ယူရိုပါလိပွဲစဉ်2ပွဲအာဆင်နယ်နဲ့ပရီးမီးယားလိပွဲစဉ်တွေမှာတွေ့ရတဲ့ရှေ့စွမ်းဟာမဆိုးဘူးလို့ပြောလို့ရပါတယ်ရှေ့စွမ်းလေးဟာအနည်းငယ်တက်လာတယ်လို့ပြောလို့ရပါတယ်လက်စတာအနေနဲ့အိမ်ခွင်းမှာရုံးထလာနိုင်တဲ့ဆိုပေမဲ့အတင်းဖွင့်စော်မှာမဟုတ်တော့ပါဘူးဖွင့်စော်ရင် United ကောင်တာတွေကနေဂိုးတွေကလဆက်ခွင့်ပြုသွားရနိုင်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာလည်း United တို့အနေနဲ့မရှုံးအောင်ကစားလိုက်နိုင်တယ်လို့ထင်မြင်မိတဲ့အတွက်ကြောင့်ကျွန်တော် United Body ကိုရွေးချယ်ပေးခြင်းပါတယ်နောက်ပြီးတော့နှစ်သင်းမောင်းသင်းကိုဟာလည်းဒီချိန်မှာတော့နင်းနိုင်တယ်လို့ထင်မြင်မိတဲ့အတွက်ကြောင့်ကျွန်တော်ကိုပေါင်းအောက်ကိုပါရွေးချယ်ပေးခြင်းပါတယ်နောက်တဲ့ပွဲစဉ်တစ်ပွဲအနေနဲ့ဆိုလို့ရှိရင်တော့စီးရီပွဲစဉ်ရိုမာတင်းနဲ့ကကလီယာရီတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ရိုမာတင်းက1-20ကိုပိုင်းဈေးမှာဆိုရင်တော့2-100ဆိုပြီးရှိနေပါတယ်ရှေ့စွမ်းကောင်းတွေတောက်ချောက်ပြလာတဲ့ရိုမာအနေနဲ့ဂျာယက်ကရိုဘာလီအဝေးကွင်းပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီဘာအိုကို3-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ရပြီးတော့ပြိုင်ပွဲကထွက်ခွဲရပါတယ်ပွဲချိန်17မိနစ်တည်းကနောက်ခံလူဟမ်မဲအနီကန်းနဲ့ထုတ်ပယ်ခံရလို့လေရိုမာတို့ဂိုးပြတ်ရှုံးနေခဲ့ရတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့နောက်ဆုံးအိမ်ဝင်း12ပွဲဆက်ရှုံးပွဲမရှိအောင်ကစားထားနိုင်တယ်လို့စီးရီးနောက်ဆုံး9ပွဲကလည်းနိုင်ပွဲတွေပဲဖြစ်ထားခဲ့တာပါကကလီယာရီကတော့နောက်ဆုံး9ပွဲမှာတပွဲနိုင်2ပွဲတည်း4ပွဲထိရှုံးနေထားပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်အသင်းကြီးတွေဖြစ်တဲ့အတလန်တာကိုတည်ကြခဲ့ပါတယ်အိမ်ခွင်းမှာလာစီယိုဂျူဝင်တက်တို့ကိုရှုံးနေခဲ့တယ်ဆိုပေမဲ့ဂိုးပြန်ရှုံးနေခဲ့ရတာတော့မဟုတ်ပါဘူးအဝေးကွင်းဆိုရင်တော့တိုက်စစ်ရောခံစစ်ကတော့ထင်တယ်လို့ကြီးတော့ကောင်းမနေပါဘူးဥရောပဝင်ခွင့်တဲ့မှားခံလို့မရတဲ့ပွဲစဉ်တွေဖြစ်တယ်လို့ယူရိုပါလိအရှုံးကနေနိုးထားမယ်ရိုမာနဲ့ပဲဒီပွဲစဉ်မှာတော့လက်တွဲခြင်းပါတယ်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကိုညီကိုတို့အနေနဲ့အကြိုက်တူမှလိုက်ယူကြပါနောက်တဲ့ပွဲစဉ်တစ်ပွဲအနေနဲ့ဆိုလို့ရှိရင်တော့ဘောလောနာတင်းနဲ့လာစီယိုတို့ရဲ့စီးရီးပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဘောလောနာတင်းက level 30ဂိုးပေါင်းစိမ်းမှာဆိုရင်တော့2-50ဆိုပြီးရှိနေပါတယ်ပြီးခဲ့တဲ့ယူရိုပါလိပွဲစဉ်မှာလာစီယိုအကြောင်းကျွန်တော်သေချာပြောခဲ့ပါတယ်လာစီယိုကဥရောပဝင်ခွင့်ဖိအားပေးနေတဲ့ဘောလောနာနဲ့စီးရီးပွဲစဉ်ကစားရဖို့ရှိနေတဲ့အတွက်ကြောင့်ယူရိုပါလိပွဲစဉ်ကိုထိန်းကစားလာမှာဖြစ်တာကြောင့်ဂိုးအောက်ကိုသေချာလေးရွေးချယ်ပေးခဲ့ပါတယ်တကယ်လဲလာစီယိုကမရှုံးအောင်သာကစားခဲ့ပြီးတော့1-1တည်ကြခဲ့ပါတယ်လာစီယိုကဖော်မြူလာတစ်ခုဖြစ်နေတယ်လို့တော့ပြောလို့ရပါတယ်နှစ်ပွဲနိုင်နှစ်ပွဲတည်ကြပြီးရင်တပွဲရှုံးသွားတတ်တဲ့ဖော်မြူလာတစ်ခုပါအခုလဲ AC မီလန်နဲ့ယူရိုပါလိပရမကျော်မှာဗစ်တိုးရီးယားပယ်ဆန်ကိုနှစ်ပွဲနိုင်ပါတယ်ဦးဒီနီနဲ့စီးရီးပွဲစဉ်ယူရိုပါလိဒုတိယကျော်မှာဆိုလို့ရှိရင်ဗစ်တိုးရီးယားပယ်ဆန်ကိုတည်ကြထားခဲ့ပါတယ်အဲ့တော့နှစ်ပွဲနိုင်နှစ်ပွဲတည်ကြထားခဲ့ပါပြီဖော်မြူလာရဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကလာစီကိုရှုံးရမယ့်သဘောပါပဲဒါပေမဲ့ကျွန်တော်အဲ့ဒီလိုမထင်ပါဘူးဘောလောနာရဲ့လက်ရှိဖောင်ကကောင်းနေပါတယ်၃ပွဲဆက်နိုင်ပွဲရထားတယ်လို့စီးရီးနောက်ဆုံးအိမ်ခွဲ၅ပွဲဆက်မှာဆိုလို့ရှိရင်လည်းနိုင်ပွဲတွေပဲရထားခဲ့တာပါလက်ရှိဖောင်ရလည်းကောင်းမွန်နေတယ်လို့ဒီရာသီအိမ်ခွဲ14ပွဲမှာဆိုလို့ရှိရင်လည်း10ပွဲနိုင်5ပွဲတည်ကြပြီးတော့ရှုံးပွဲကလည်းတပွဲတည်းသာရှိထားခဲ့တာပါတိုက်စစ်က24ကိုရခဲ့ပြီးတော့ခံစစ်က73ကိုသာခွင့်ပြုထားရပါတယ်အိမ်ခွဲမှာဆိုလို့ရှိရင်တော့တိုက်စစ်ရောခံစစ်ကောလုံးဝကိုကောင်းမွန်နေတယ်လို့ပြောလို့ရပါတယ်လူလိုကောင်းမွန်နေတဲ့ဘိုလော့နာကိုလာစီကိုနိုင်ဖို့ခက်ခဲတယ်ဆိုပေမဲ့မရှုံးအောင်တော့ကစားနိုင်မယ်လို့ယူဆမိပါတယ်လာစီတို့ဒီပွဲစဉ်မှာတော့အမားမရှိအောင်တေချာလေးကစားလာနိုင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်မှာလာစီယို body ကိုရွေးချယ်ပေးခြင်းပါတယ်ညီကိုတို့အနေနဲ့ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကိုအကြိုက်တူမှလိုက်ယူကြပါကစားသမျှလည်းအပေါင်းပြကြပါစေခင်ဗျာ